မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်။ Fufu IT ပိုင်မူ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ငါတို့ Excel ထဲမှာပေါ့နော်ဓာတ်ပုံလေးရိုက်လိုက်ရုံနဲ့ data တွေကိုအလိုလျောက် link ချိတ်ပြီးသားဖြစ်သွားတာကိုသိပြီးကြပြီလား။မသိရသေးဘူးဆိုလို့ရှိရင်တော့ဒီ video လေးမှာသိသွားမှာဖြစ်ပါတယ်။ဆိုတော့ဒီနေ့ပြောပြပေးမှာကတော့ဒီ camera 2အကြောင်းလေးပဲဖြစ်ပါတယ်။ camera 2ကတော့လေ Excel ဘယ် version မှာမဆိုသုံးလို့ရပါတယ်။အဲ့တော့ပါပါတယ်။ဒါပေမဲ့ဒီတိုင်းတော့သူကပုံမှန်အဖြစ်တော့မပါဘူး။ကိုကတော့သွားဖော်ရတာပေါ့နော်။အဲ့တော့ဒီထဲက quick asset 2 bar ပေါ်မှာ right click လေးတစ်ချက်နှိပ်ပြီးတော့ camera 2လေးကိုသွားဖော်ပါမယ်။ camera 2ရဲ့အသုံးဝင်ပုံကလေအရန်ကိုကောင်းတယ်အရန်ကိုများတယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့ဒီ video လေးကိုကြည့်ခြင်းအပြင်လုံးဝနောက်တာမရစေရဘူးလို့အာမခံရပါတယ်။ဆိုတော့ဒီမှာဆိုလို့ရှိရင်မတို့က all comments ပေါ့နော် quick asset 2 bar လေးကိုနှိပ်ပြီးတော့မှဒီ all comments လေးကိုနှိပ်ပါမယ်ပြီးတော့လို့ရှိရင်ဒီနေရာမှာ click တစ်ချက်ထောက်ပြီးတော့မတို့က camera ရှာခြင်းတဲ့အတွက် C လေးကိုနှိပ်ပါမယ်အဲ့တော့ camera နေရာကိုသွားလိုက်လို့ရှိရင် add လုပ်ပြီးတော့ okay နဲ့ထွက်ပါမကခေါ်ပြီးသားဖြစ်တဲ့အတွက် cancel လေးနဲ့ပြန်ထွက်မှာပဲဆိုတဲ့ခါကျတော့ဒီ camera 2ကဘယ်လိုတွေမှာသုံးလို့ရလဲဆိုတော့မတို့ကတခြားတစ်ခုခုမှာရှိတစ်ခုခုကနေပြီးတော့ link ချိတ်ချင်နေဆိုရင်ဆဲခွက်တစ်ခုချင်းစီအပြင်တော့မတို့က equal site လေးကိုသုံးပြီးတော့ဥပမာဆိုကြပါစို့ဒီလိုမျိုးလေးသွားတယ်ပေါ့နော်ဒါပေမဲ့ဒါကဒီမှာပြင်လိုက်လို့ရှိရင်လည်းဒီပုံစံမျိုးရောက်တယ်ဆိုပေမဲ့မတို့ကအယောင်တွေပြင်လို့ရှိရင်အယောင်တွေမပါလာဘူးအဲ့တော့အလုံးစုံဒီမှာပြုပြင်ပြောင်းပြီးသားမဖြစ်ဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်အလုံးစုံပြုပြင်ပြောင်းလဲပြီးသားဒီမှာမဖြစ်ဘူးဆိုတော့ तू ကစာလုံးလေးတွေကိုပဲ तू ကစာလုံးလေးတွေကိုပဲ तू ကပြောင်းနေတာပေါ့နော်ထားလိုက်ပါနော်အဲ့လိုမျိုးတွေဖြစ်တယ်ဆိုတဲ့အခါကျတော့အလုံးစုံမပြောင်းလဲပါဘူးအခုမှပြောမဲ့ကင်မရာ2ကကြတော့ဓာတ်ပုံလေးတစ်ချက်ရိုက်လိုက်ရုံနဲ့ဒီဇာတ်ခွက်မှာဘာပြင်လဲပြင်တဲ့လောက်ကိုအဲ့ဒီမှာသွားပြီးတော့အလုံးစုံပြောင်းလဲသွားတာကိုတွေ့ရပါလိမ့်မယ်ဆိုတော့ပြောလိုက်တော့မယ်နော်ဒီမှာမတို့ကမိမိလိုချင်တဲ့နေရာလေးကို selection ပေးပါမယ်အဲ့တော့ဒီဥစ္စာကကြတော့ခုန equal site လေးမှာကြတော့မတို့က equal site လေးမှာကြတော့ဇာတ်ခွက်မဟုတ်ဘူးဆဲခွက်တစ်ခွက်ချင်းစီကိုပဲသုံးလို့ရတယ်အခုဒီမှာကြတော့ဓာတ်ပုံအနေနဲ့ကြတော့မတို့ကဇာတ်ခွက်တစ်ခုလုံး table တစ်ခုလုံးကိုအသုံးပြုလို့ရတယ်ဆိုတဲ့အခါကျတော့ဒီလိုမျိုး selection ပေးပြီးသွားရင် camera 2လေးကိုတစ်ချက်လောက်နှိပ်ပြီးတော့မိမိလိုချင်တဲ့နေရာမှာ click လေးပေးလိုက်ရုံနဲ့ဒီတိုင်းပဲသွားကြလာတယ်ပေါ့နော်အဲ့ဒီအချိန်မှာမတို့ကဒီကဓာတ်ပုံဖြစ်နေတဲ့အတွက်ကိုနေရာရွှေ့လို့ရတယ်နေရာရွှေ့လို့ရတယ်ချုပ်ချဲ့လို့ရတယ်ဒါပေမဲ့ तू ကဒီအပြင်မှာရှိတဲ့ဒီ row and column တွေနဲ့ကတော့သွားပြီးတော့မငြိနေဘူးပေါ့နော်ဓာတ်ပုံဖြစ်နေတဲ့အတွက်သူ့ရဲ့ format အတိုင်းလေးမပြတ်စီပဲနဲ့မတို့ကနေရာရွှေ့လို့ရတယ်ချုပ်ချဲ့လို့ရတယ်အဲ့တော့ဘယ်လိုနေရာဒီမှာအသုံးဝင်လဲဆိုတာကိုမှပြောပြပေးမယ်အခုဒီမှာဆိုလို့ရှိရင်မတို့ကမူရင်းရဲ့ file မှာမိမိလိုချင်တဲ့နေရာလေးသွားပြင်လိုက်ရုံနဲ့ဒီမှာပါသွားပြီးတော့ပြင်ပြီးသားဖြစ်တယ်ပေါ့နော်ဓာတ်ပုံနေရာမှာပါသွားပြင်ပြီးသားဖြစ်ပါတယ်နောက်တစ်ခုကလေမတို့ကအခုဒီဓာတ်ပုံကိုကြိုက်တဲ့နေရာမှာချလို့ရတယ်နော်ကြိုက်တဲ့ sheet ကြိုက်တဲ့ workbook တခြား workbook တွေမှာလည်းချလို့ရတယ်တခြား sheet တွေမှာလည်းဓာတ်ပုံကိုသွားပြီးတော့တင်ထားလို့ရတယ်ဒါပေမဲ့မူရင်း file မှာပြင်သမျှကဓာတ်ပုံတွေမှာဒီဓာတ်ပုံ file မှာပါသွားပြီးတော့ပြင်ပြီးသားဖြစ်နေတဲ့ data link လေးပါတခါလေးချိန်ပြီးသားဖြစ်နေရပေါ့နော်အဲ့ဒါလေးကအရင်အဆင်ပြေတယ်ဘယ်လိုနေရာတွေမှာသုံးလဲဆိုတော့ဥပမာမတို့တွေကဒီ dashboard reporting တို့ဘာလို့ထုတ်တဲ့နေရာတွေမှာပေါ့နော်အဲ့ဒီနေရာတွေမှာတစ်ခုနဲ့တစ်ခုဆိုလို့ရှိရင်မတို့ကအယောက်စိမ်းရင်းတွေပြီးတော့ဒီငွေစိမ်းရင်းတွေဘာတွေပေါ့နော်အဲ့ဒါတွေလည်းအကုန်လုံး compare လုပ်ချင်တာပဲဖြစ်ဖြစ်ဒါကတော့မကနမူနာပြပြတာပေါ့နော်မိမိလိုချင်တဲ့မိမိ compare လုပ်ချင်တဲ့အရာလေးတွေကိုဓာတ်ပုံလေးတွေရိုက်ပြီးတော့စာမျက်နှာတစ်မျက်နှာထဲမှာပဲဖြစ်ဖြစ် sheet တစ်ခုထဲမှာပဲဖြစ်ဖြစ်သွားပြီးတော့တန်းစီပြီးချထားတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေကိုတစုတစည်းထဲမှာပေါ်ပြထားလို့ရတယ်နောက်ပြီးတော့သူ့ရဲ့အားသာချက်ကလည်းမူရင်း file မှာပြုပြင်လိုက်တာနဲ့ဒီ file မှာပါနောက်ထပ်ပြီးပြုပြင်စရာမလိုဘဲနဲ့ပြောင်းလဲသွားတယ်ဆိုတာကလေသူလိုက်ပြောင်းတယ်ဆိုတာကအဲ့ဒါတကယ်အားသာချက်ပဲပေါ့နော်နောက်တစ်ခုအားသာချက်ကမတို့တွေကဒီတစ်မျက်နှာထဲမှာပဲ report ထုတ်တဲ့အခါကျရင် print out ထုတ်တဲ့အခါကျလို့ရှိရင်တစ်မျက်နှာထဲမှာပဲပေါ်ခြင်းတယ်ပေါ့နော်ပေါ်ပြခြင်းတယ်အဲ့လိုခါမျိုးတွေမှာလည်းပုံစံ row height တွေမတူဘူး column width တွေမတူဘဲနဲ့
မတူတဲ့ဒီဇရာကွက်တွေအကုန်လုံးကိုတမျက်နှာထဲမှာမတို့ကသွားပြီးတော့ဒီ row height တွေ column တွေအချင်းကျယ်တွေကိုဂရုစိုက်စရာမလိုဘဲနဲ့ညှိစရာမလိုဘဲနဲ့တမျက်နှာထဲမှာမတို့ဖော်ပြလို့ရတယ်ရှင်တွဲပြီးကြည့်လို့ရတယ်အိမ်စင်းမှာဆိုတဲ့အခါကျတော့အရန်အဆင်ပြေအရန်အတုတ်တဲ့တယ်ဒါပေမဲ့လူသိလည်းနည်းတယ်လူသုံးလည်းနည်းတယ်ပေါ့နော်အခုသိသွားပြီဆိုတော့မသိသူကြော်သွားသိသူခေါ်စားပေါ့နော်အဲ့တော့အားလုံးပဲခေါ်စားနိုင်ကြပါစေပြီးတော့မရဲ့ဒီဗီဒီယိုလေးတွေကိုလည်းလေ VPN လေးကြော်ပြီးကြည့်ပေးကြပါနော်မရဲ့ channel ကိုလည်း subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ပေးကြပါပြီးတော့အရင်တင်ထားပြီးသားဗီဒီယိုတွေလည်းရှိပါတယ်ဗီဒီယိုလေးတွေကြည့်ပြီးတော့လည်းမိမိမသိသေးတဲ့အရာတွေဆိုလို့ရှိရင်မိမိအတွက်ပညာတွေဘုဟုတုတတွေတိုးပွားသွားတယ်ပေါ့နော်ဆိုတဲ့အခါကျတော့အားလုံးပဲအဆင်ပြေကြပါစေလို့မျှော်လင့်ပါတယ်เนาะမင်္ဂလာရှိတဲ့နေ့ရက်လေးတွေကိုပိုက်ဆိုင်နိုင်ကြပါစေပြီးတော့လေမတို့ဒီနားလေးမှာ construction နဲ့နီးတဲ့အခါကျတော့လေတကယ်လို့စုညံ့တဲ့နေဝင်ရင်လည်းတောင်းပန်ပါတယ်လို့เนาะသိခံပြီးကြည့်ပေးကြပါနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်เนาะ